ကလေးနောက်ကမြေပေးမှာရေတွေတောက်နေပါတယ်မမျော်လင့်မနဲ့ရေတွေကနေရုတ်တရက်အတန်တွေထွက်လာပါတယ်ငါရဲ့မျက်ရည်မရှိတဲ့မျိုးကရေကိုဘသူတောက်ရဲတာလဲတဲ့ကလေးနောက်ကြောက်ပြီးတော့မှအနောက်ကိုအဆက်မပြတ်လမ်းကြားသွားခဲ့ပြီးတစ်စက္ကန့်ကြာပြီးတဲ့နောက်မှာတော့ရေတွေကနေရုတ်တရက်အမျိုးသမီးတစ်ယောက်ပေါ်ထွက်လို့လာပါတော့တယ်ဒါကကလေးနောက်ကိုချက်ချင်းလုံးဝကြောင်အားသွားစေခဲ့ပြီးသူတို့နှစ်ယောက်မတုံ့ပြန်လာခင်မှာအမျိုးသမီးကလေးဘောကိုအမြန်ဆုံးပြန်တက်လာလိမ့်မယ်လို့ဘသူကထင်ပါပါလေအဝိဇ္ဇာတွေကိုတက်တက်ရက်ဝေပြီးတဲ့နောက်မှာမြေပြင်ပေါ်ကိုဆင်းသက်လို့လာပါတယ်မမျော်လင့်မဲ့ကလေးမလေးကသူမရဲ့ရှင်သက်ရှုမောဝေယပုံစံကြောင့်အံ့အားသင့်သွားပြီးတော့အယံလာတာပဲရန်နင်းပြန်လာပြီပေါ့ရန်မမနဲ့သမီးထင်နေရမမလူမနေပြီသမီးကမမသိတဲ့အဲ့ဒီရန်မဟုတ်ပါဘူးမမနဲ့သမီးကကြားလိုက်ရတဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာချက်ချင်းပဲပန်းနေပွင့်လာခဲ့ပါတယ်သူနေလာတာကြားလာပြီဖြစ်ပြီးသူ့ကိုအဲ့လိုချီးမွမ်းပြောဆိုတဲ့သူကမရှိဘူးပါဘူးသူတို့ကိုစိတ်ထဲကနေလိုက်လိုက်လဲလဲနဲ့ရေအဝတောက်စီရုံနာမကသူတို့ရဲ့မျက်ရည်မရှိမျိုးကိုတော့မှဖိတ်လိုက်ပါသေးတယ်ဖြူစင်တဲ့ကလေးနောက်ကတော့ဘာမှကိုမတွေးဘဲနဲ့မျက်နှာပုံးဆွထားတဲ့အမျိုးသမီးရဲ့နောက်ကိုလိုက်လာပါတယ်သူတို့မြို့ဝင်လမ်းမှာတော်တော်လေးကိုထူဆန်းလို့နေပါတယ်ရှုံးနေလို့ထားတဲ့အတွက်တစုံချင်းစီတိုင်းကခြေစနေမောင်နှံတွေနဲ့အတော်လေးတူနေပါတယ်ကလေးမလေးကအရန်ကိုထူဆန်းနေပြီးနေရာတိုင်းကိုလိုက်ပြီးတော့ထိနေပါတော့တယ်ဒါပေမဲ့သူမသိတာကတော့မျက်စိရှိကအရာအလုံးဟာတကယ်လူအစ်စ်တွေကိုပြုလုပ်ထားတဲ့ဆိုတာကိုပါညနေဖုန်းနဲ့အမျိုးသမီးကတော့မလန်မကန်းကနေကလေးမလေးကိုစူးစူးဝါးဝါစိုက်ကြည့်လို့နေပါတယ်အတွေ့အကြုံမှာလည်းအမတ်တရားပိုင်းစာတွေကအဆက်မပြတ်ပြန်ပြီးတော့ပေါ်လာခဲ့ပါတယ်သူကခွေးပေါက်လေးရရမယ်နောက်ဆုံးတော့နေပြန်လာပြီငါနင်းကိုထပ်ပြီးတော့တမ်းမလို့တော့ဘူးတဲ့အဲ့ဒီချိန်ထိကလေးမလေးကအန်နီယန်နဲ့နီးကပ်လာပြီဆိုတော့ကိုမသိသေးပါဘူးညရောက်တဲ့အခါမှာတော့မျက်နှာဖုံးနဲ့အမျိုးသမီးကသူတို့နှစ်ယောက်ကိုအထူးအော်ပရာဖျော်ဖြေပွဲစီကိုလာဖို့အတွက်နှွေးထွေးပြူငါစွာနဲ့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီဖျော်ဖြေပွဲကအတော်လေးကမှကြောက်စရာကောင်းနေပြီးကောင်လေးတယောက်စပယ်ပိုင်းပေါ်မှာအချီခံထားရတာကိုတွေ့ရပြီးတော့အဲ့နောက်မှာတော့စပယ်ပိုင်းကမင်းရမနာလဲနေပါတော့တယ်ခေါင်းဆောင်လို့တဲ့သူကသူ့ကိုပြစ်မှတ်ထားပြီးတော့မြားတွေနဲ့ပြစ်နေပါတယ်ကံကောင်းတာကတော့ကောင်လေးရဲ့ပါပဲထင်ရရခဲ့တာပါကြည်ရတော့ခေါင်းဆောင်ကဆက်ပြီးတော့လှုပ်ချင်နေတဲ့ပုံစံမှာကလေးမလေးကယူဒီရဲ့အကြံတစ်ခုရသွားခဲ့ပါတယ်ခေါင်းဆောင်ရဲ့ကွန်ဖူကတကယ်ကိုအမခန်းမှာပဲကျွန်တော်တို့ကိုတကယ်မျက်လုံးပြူသွားစေတယ်ကျွန်တော်ဒီလိုကျွမ်းကျင်တဲ့သူရဲ့ရှေ့မှာကျွန်တော်ရဲ့ scale ကိုလည်းနည်းနည်းပြချင်တယ်တကယ်မှလေးပျော်သွားအောင်လို့ပါတဲ့ခေါင်းဆောင်ကတော့မျက်နှာဖုံးနဲ့အမျိုးသမီးကိုခွင်မတောင်းရဲပါဘူးမမျော်လင့်မနဲ့မျက်နှာဖုံးနဲ့အမျိုးသမီးကချက်ချင်းပဲသဘောတူလိုက်ပါတယ်အဲ့နောက်မှာတော့ကလေးမလေးကချက်ချင်းပဲနောက်တဲ့တစုံတစ်ခုထပ်ပြီးတော့တောင်းဆိုပါတယ်ဒါကတော့ခေါင်းဆောင်ကိုသူ့ရဲ့ပြင်းမှတ်အနေနဲ့နေခိုင်းမှုပါပဲထင်မှမထားပါနဲ့တခင်မကကလေးမလေးကိုသဘောတူလိုက်တယ်လို့အော်ဘရာဆက်ခေါင်းဆောင်ကလည်းချက်ချင်းပဲထိတ်လန့်လို့သွားပါတယ်အဲ့လိုနဲ့ကောင်လေးကိုလည်းအောက်ကိုချပေးလိုက်ပြီးကောင်လေးကလည်းအဲ့ဒီကိစ္စအတွက်ကလေးမလေးကိုကျေးဇူးတွေတင်နေမိတာပါဒါပေမဲ့လည်းကလေးမလေးရဲ့ဒီကုသိုလ်ကောင်းမှုကပဲသူ့ရဲ့ဘဝကိုကယ်ဖို့အတွက်ဖြစ်လာခဲ့တာဖြစ်ပြီးညလေရောက်တဲ့ခါမှာတော့ကလေးနှစ်ယောက်ကအော်တန်ကိုကြားလိုက်ရပါတယ်ဆက်စုတဲ့သူတို့နှစ်ယောက်ကအတန်လာရနောက်ကိုလိုက်လာခဲ့ကြပြီးလှုပ်ဝက်ခန်တခန်ရဲ့တကားစီကိုရောက်လာခဲ့ပါတော့တယ်အော်တန်ကဒီထက်လာတာထင်တယ်အဲ့ဒါပျောက်နေတဲ့အကူလေးများဖြစ်နေမလားလို့ဒီလိုနဲ့ပဲနှစ်ယောက်သားအတန်နောက်ကိုလိုက်ရင်းနဲ့လှုပ်ဝက်ခန်တွေကိုရောက်လာပါတယ်တလန်းလုံးမှာအားလုံးကရှင်းရုပ်တွေကြည့်ပါပဲတော်တော်လေးဆက်စုတဲ့ကလေးမလေးကတော့နောက်ထပ်တစ်ခေါက်ထိလိုက်သလိုထင်မှမထားမနဲ့စက်ကလို့တစ်ခုကိုထိမိခဲ့ပါတော့တယ်အခန်းထဲမှာချက်ချင်းပဲအမောင်ကျသွားခဲ့ပြီးချက်ချင်းပဲကလေးမလေးဟာလှုပ်ဝက်ခန်တွေကိုဆွဲခေါ်ခံလိုက်ကြပါတော့တယ်ကောင်လေးကကလေးမလေးကိုနေရာတိုင်းမှာအမြန်လိုက်ပြီးတော့ရှာနေသလိုထင်မှမထားမနဲ့လှုပ်ဝက်ဆန်ကျတဲ့နေရာတွေမှာပျောက်သွားပါတယ်ဂျိုင်တွေကနေရာတိုင်းမှာလည်းရှုံတွေကပွက်နေသလိုအပေါ်မှာလည်းလဲလဲဆက်ဆက်လှုပ်ထားတဲ့ရှုံလူရုပ်တရုပ်ကိုချိန်ထားပါသေးတယ်ကောင်လေးကကြောက်ပြီးတော့မှအဆက်မပြတ်နောက်ကိုလမ်းကျသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဒီဘက်ချမ်းမှာကလေးမလေးကိုလူတွေကဆွဲခေါ်လာနေတာပါအဲဒီချိန်မှာတော့ရုပ်ရည်မြေပြင်ပေါ်မှာအလုံးလေးတွေ၃လေးလုံးလိမ့်လာခဲ့ပြီးကလေးမလေးကိုဆွဲထားတဲ့လူနှစ်ယောက်စလုံးလေးလဲကျလို့သွားခဲ့ပါတယ်လက်စားတော့ကလေးမလေးကမနေ့ကကဲထားတဲ့ပြဿနာကောင်လေးဖြစ်နေပြီးသူကအခွင့်အရေးရှာပြီးတဲ့နောက်မှာကလေးမလေးကိုလက်ဆွဲပြီးတော့ထပ်ပြေးသွားခဲ့ပါတယ်ညောင်လေးမထားမတဲ့နှစ်ယောက်သားပြင်းနေနေတဲ့သူ့ဘက်တကားစီကိုရောက်တဲ့အခါမှာမျက်နှာဖုံးနဲ့အမျိုးသမီးရဲ့လမ်းပိတ်ထားတာကိုခံလိုက်ရပါတယ်မင်းတို့ကဘယ်ကိုပြေးနေတာလဲလာမြင်မြန်သွားကြမယ်ညနေဖုံးနဲ့အမျိုးသမီးကကလေးမလေးကိုလှမ်းဆွဲလိုက်မယ်လို့ဘသူကသိမှာပါလေကောင်လေးကတောင်မြင်တဲ့အခါမှာတော့မျက်နှာဖုံးနဲ့အမျိုးသမီးရဲ့ခြေထောက်ကိုကင်ထားပြီးကလေးမလေးကိုသူ့ကိုဂိမ်းမဆိုင်ပင်နဲ့အရင်ဆုံးပြေးခိုင်းပါတယ်ဒါပေမဲ့လည်းကလေးမလေးကဘယ်လိုလုပ်သူ့ကိုထက်ပြီးတော့ထားသွားရမှာပါလေကလေးမလေးကကြောက်တုံးကိုမာယူပြီးတဲ့နောက်မှာမျက်နှာဖုံးနဲ့အမျိုးသမီးစီကိုလှမ်းပြီးတော့ပြစ်လိုက်ပါတယ်မျက်နှာဖုံးနဲ့အမျိုးသမီးရှောင်လိုက်တဲ့အခါမှာတော့မျက်နှာဖုံးကကျွတ်သွားမယ်လို့ဘသူကထင်ထားမှာပါလေချက်ချင်းပဲသူမရဲ့ရုပ်ဆိုးတဲ့ပုံစံပေါ်ထွက်လာခဲ့ပြီးပြဿနာကောင်လေးဟာအခွင့်ကောင်းရှာပြီးတော့ကလေးမလေးကိုဆွဲခေါ်ထွက်ပြေးလာခဲ့ပါတယ်ပြဿနာကောင်လေးကအခွင့်ကောင်းရှာပြီးတော့ကလေးမလေးကိုဆွဲခေါ်ထွက်ပြေးလာလိုက်ပါတယ်ပြဿနာကောင်လေးကလိုက်ပန်းနေတဲ့လူတွေကိုအာရုံပြောင်းစေဖို့အတွက်သူ့ရင်ရှိကနေထွက်သွားပါတယ်ကလေးမလေးကတော့ငကုံနေရာမှာပဲကျန်နေခဲ့တာပါချိန်မှမထားဘဲနဲ့မျက်နှာဖုံးနဲ့အမျိုးသမီးရဲ့ဖမ်းနာကိုခံလိုက်ရပြီးတော့ကျရင်နင်သာဘယ်တော့မှကြီးပြင်းမလာရင်ဘယ်သူမှထိခိုက်စေမှာမဟုတ်ဘူးငါနဲ့တို့ဒီထဲမှာပဲထာဝရရှိနေစေခြင်းနဲ့